ကယ်၍တင်ငါထိုင်းပါရာစကားကိုအခုမှစပြီးတော့လေးလာနေတယ်ဆိုရင်တော့ဒီငါအကြောင်းကိုမဖြစ်မနေကြက်ထားပေးပါနော်အရန်အရေးကြီးတယ်တည်ထားဖို့လည်းလိုအပ်တယ်ကိုယ့်အတွက်လည်းတော်တော်လေးကိုအထောက်အကူဖြစ်ပါလိမ့်မယ်နော်စวัสดีครับขอโทษครับအဲ့ဟာဒီကိုပြောတာမဟုတ်ဘူးပေါ့နော်ပါတယ်တင်မင်းပါလေဆိုတာကိုကျွန်တော်တို့စပြီးတော့ကြည့်လိုက်ရအောင်နော်ပထမဆုံးတစ်ကြောင်းကပါလေဆိုတော့ကိုကတညာရာကိုရောက်သွားတယ်နော်ဒီအင်တာတက်ချင်တယ်အင်တာပင်မလဲလို့ထိုင်းလို့မေးတတ်ရမယ်ပေါ့နော်အင်တာပင်မလဲလို့မေးချင်တယ်ဆိုရင်ห้องน้ำอยู่ไหนလို့တုံးလို့ရတယ်နော်ห้องน้ำอยู่ไหนครับห้องน้ำอยู่ไหนครับသူရဲ့အရှိမလေးသူများကိုကလည်းမျိုးမေးချင်တယ်ဆိုရင်ขอโทษครับဆိုတဲ့စကားလုံးနဲ့စလိုက်ပေါ့နော်ขอโทษครับห้องน้ำอยู่ไหนครับရမယ်နော်ဒါမှမဟုတ်ขอโทษนะคะห้องน้ำอยู่ไหนคะအဲ့လိုမျိုးလေးတွေမေးလို့ရတယ်ဟုတ်ပြီနော်ห้องน้ำဆိုတာကအိမ်သားอยู่ไหนဆိုတာကဘယ်နေရာမှာရှိတာလဲပေါ့နော်ห้องน้ำอยู่ไหนရမယ်နော်ဒုတိယတစ်ကြောင်းကကိုကတညာရာကိုရောက်သွားတယ်တင်ညာရဲ့လိပ်စာကပန်မန်းကိုမတီးဘူးဒါမှမဟုတ်ကိုအဆောင်တစ်ခုကိုရောက်သွားတယ်အဆောင်မှာနေတယ်ပေါ့နော်ကိုနေတဲ့နေရာရဲ့လိပ်စာကိုကတီးချင်တယ်ထိုင်းလို့ဘယ်လိုရေးလို့ရလဲကိုမတီးဘူးဆိုရင်သူများကိုအကူအညီတောင်းတော့မယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တင်ညာရဲ့လိပ်စာကိုရေးပေးလို့ရမှာလားလို့သူများကိုမေးချင်တယ်ဆိုရင်เขียนที่อยู่ของที่นี่ให้หน่อยได้ไหมရမယ်နော်เขียนที่อยู่ของที่นี่ให้หน่อยได้ไหมครับเขียนที่อยู่ของที่นี่ให้หน่อยได้ไหมคะเขียนဆိုတာကရေးတယ်ที่อยู่ของที่นี่ဆိုတာကဒီနေရာရဲ့လိပ်စာပေါ့နော်เขียนที่อยู่ของที่นี่ဆိုတာကဒီနေရာရဲ့လိပ်စာကိုရေးတယ်ให้หน่อยได้ไหมဆိုတာကပေးလို့ရလားတဘောကဒီနေရာရဲ့လိပ်စာကိုရေးပေးလို့ရလားเนาะเขียนที่อยู่ของที่นี่ให้หน่อยได้ไหมครับเขียนที่อยู่ของที่นี่ให้หน่อยได้ไหมคะရမယ်เนาะနောက်တစ်ခုကျွန်တော်တို့ဥပမာအားဖြင့်တနေရာကိုတွားချင်တယ်အဲ့ဒီနေရာကဘယ်နေရာမှန်းကိုကမသိဘူးပေါ့နော်အဲ့တော့သူများကိုမေးချင်တယ်ဒီနေရာကဘယ်မှာရှိလဲဆိုတာကိုတင်သိလားအဲ့လိုမျိုးမေးချင်တယ်ဆိုရင်ဘယ်လိုမေးလို့ရလဲပေါ့နော်ဥပမာအားဖြင့်ကျွန်တော်တို့ဒီထားလိုက်ပါတော့ဒီ icon ဆရာပေါ့နော် icon ဆရာကဘယ်နေရာမှာရှိလဲဆိုတာကိုတင်သိလားအဲ့လိုမျိုးမေးချင်တယ်ဆိုရင်คุณรู้ไหมว่าไอคอนสยามอยู่ที่ไหนအဲ့လိုမျိုးလေးတွေတုံးလို့ရတယ်เนาะคุณรู้ไหมว่าတင်သိပါတလားไอคอนสยามဆိုတာကဒီကုန်တိုက်တစ်ခုရဲ့နာမည်ပေါ့เนาะမသိတဲ့လူတွေအတွက်ပြီးတော့อยู่ที่ไหนเป็นနေရာမှာရှိလဲเนาะคุณรู้ไหมว่าไอคอนสยามอยู่ที่ไหนအဲ့တော့ဒီနေရာနာမည်မှာပေါ့เนาะကိုပြောချင်တဲ့နေရာကိုထည့်ပြီးတော့တုံးလိုက်လို့ရတယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ဒီ၃ကြောင်းရသွားပြီနောက်တစ်ကြောင်းကြည့်ရအောင်เนาะနောက်တစ်ကြောင်းကပါလေဆိုတော့ဥပမာကိုကသူများကိုတခုခုအကူအညီတောင်းเสียရှိတယ်ပေါ့เนาะချက်ချင်းတွားပြီးတော့မေးခုမေးလိုက်တာတဲ့သူများကိုအရင်ခွင့်တောင်းမှာဥပမာပေါ့เนาะကျွန်တော်တခုလောက်မေးချင်လို့ရမှာလားเนาะကျွန်တော်တခုလောက်မေးချင်လို့အဆင်ပြေမှာလားအဲ့လိုမျိုးလေးတွေကျွန်တော်တို့အရင်မေးကြည့်ချင်တယ်ပေါ့เนาะအဲ့လိုမျိုးမေးပြီးမှပဲသူကရတယ်အဆင်ပြေတယ်လို့ပြောလာမှာကျွန်တော်တို့သိချင်တဲ့မေးခွန်းကိုမေးမှာဟုတ်ပြီเนาะအဲ့တော့တခုလောက်မေးလို့ရမှာလားတခုခုသိချင်မေးလို့ရမှာလားအဲ့လိုမျိုးမေးချင်တယ်ဆိုရင်ขอถามอะไรหน่อยได้ไหมလို့တုံးလို့ရတယ်เนาะขอถามอะไรหน่อยได้ไหมครับขอถามอะไรหน่อยได้ไหมคะရမယ်เนาะပြန်ပြောမယ်ขอถามมาภาษาสเปนမယ်เนาะถามဆိုတာကမေးတယ်ขอถามอะไรหน่อยได้ไหมဟုတ်ပြီเนาะขอถามอะไรหน่อยได้ไหมครับขอถามอะไรหน่อยได้ไหมคะအဲ့လိုမျိုးမေးလိုက်လို့သူကได้ครับได้ค่ะလို့ပြောလိုက်တဲ့အချိန်မှာကိုသိချင်တာကိုမေးလို့ရတယ်ပေါ့เนาะဟုတ်ပြီနောက်တစ်ခုကျွန်တော်တို့နောက်ဆုံးတစ်ကြောင်းတော့အားလုံးဒီပါသိပါပြီเนาะဒီဟာဘယ်လောက်လဲလို့ထိုင်လို့မေးချင်တယ်ဆိုရင်อันนี้เท่าไหร่เนาะอันนี้เท่าไหร่ครับอันนี้เท่าไหร่คะဒါကเป็นနေရာမှာဆိုကွာတုံးလို့ရတယ်ပေါ့เนาะပစ္စည်းဝယ်ပါပဲဝယ်ပေါ့เนาะအဲ့ဒီဟာကိုကျွန်တော်တို့လက်ညှိုးထိုးပြီးတော့ပြတာပဲဖြစ်ဖြစ်ကင်ပြီးတော့ပြတာပဲဖြစ်ဖြစ်ပေါ့เนาะအဲ့ဟာကိုပြပြီးတော့อันนี้เท่าไหร่ဒီဟာကဘယ်လောက်လဲလို့မေးလိုက်လို့ရတယ်เนาะဒီဟာကထိုင်းမှာတိထားတဲ့စာကြောင်းအတိကအရေးကြီးဆုံးထဲမှာပါတယ်ပေါ့နော်อันนี้เท่าไหร่เนาะကိုကစားဖို့တောက်ဖို့လိုရလေอันนี้เท่าไหร่ครับอันนี้เท่าไหร่คะလို့မေးတိုင်းရင်အဆင်ပြေပြီเนาะဒါပေမဲ့ဒီမေးခွန်းကိုသူများဖြေတဲ့အချိန်ကျရင်ကိုကနားလည်ဖို့လိုတယ်နားလည်ဖို့ဆိုရင်ကိုကနံပါတ်တွေကိုတေချာလေးလေ့ကျင့်ဖို့လိုအပ်တယ်ပေါ့နော်100ကိုထိုက်လို့ဘယ်လိုပြောလဲ900ကိုဘယ်လိုပြောလဲ20ဘယ်လိုပြောလဲ35ဘယ်လိုပြောလဲเนาะဒီနံပါတ်တွေကိုဘယ်လိုသုံးရမှမသိဘူးဆိုရင်လည်း YouTube မှာရှာကြည့်လို့ရတယ်เนาะကျွန်တော်တင်ထားတာတွေလည်းရှိပါတယ်တခြားဆရာမတွေတင်ထားတာတွေလည်းရှိတယ်เนาะထိုင်လို့နံပါတ်တွေကိုလေးလာနီးလို့ရှာလိုက်အများကြီးပေါ်လာပါလိမ့်မယ်
ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုမှာပါတွေ့လိုက်ရလဲဆိုတော့ဒီထိုင်းစာလေးလာဖို့ကအရန်ကြီးခက်ခဲတဲ့ညကနေအမြဲတမ်းစဆရာမလိုဘူးဟုတ်တယ်နော်ကျွန်တော်တို့ဒီလောဆယ်လိုအပ်တဲ့အရာပေါ့နော်လောဆယ်တည်ထားဖို့လိုအပ်တဲ့အရာလောဆယ်တည်ပြီးရင်ကိုဘဝကတဆင့်အဆင်ပြေသွားတဲ့အရာတွေကနေစပြီးတော့လေးလာလို့ရတယ်နော်ဒီကနေစပြီးတော့လေးလာဖို့လဲကျွန်တော်အကြံပေးခြင်းပါတယ်ဟုတ်ပြီနော်ကေရွကိုကပယ်ညာကနေကြည့်ပြီးတော့လေးလာမှမသိဘူးလမ်းပြောင်းနေတဲ့ဗီဒီယိုတွေကလည်းအများကြီးတဆင့်ချင်းဒေချာလေးလေးလာခြင်းနေဆိုရင်လည်းကျွန်တော်တို့စီမှာဒီလကုံ3ရက်နေစမယ်တင်တန်းမှာလည်း join လို့ရပါတယ်เนาะတင်တန်းက level 1ပါတင်တန်းကာလကတလတီတီကြာမှာဖြစ်ပါတယ်เนาะဒီစာနဲ့စကားနှစ်ခုစလုံးကိုအခြေခံကနေစပြီးတော့တင်ကြားပေးမယ်တင်တန်းပါเนาะဒီစာပိုင်းမှာဆိုရင်ကျွန်တော်တို့ဒီပြီးတွေတရတွေเนาะပြီးရင်ဒီ vanayu ဆိုတဲ့အတန်ထုံးတွေလေးလာမယ်ပြီးဒီပြီးတရပေါင်းဆက်ချင်း6ဖွဲ့လေးလာမယ်ပြီးတော့ဒီစကားပြောတဲ့အပိုင်းမှာအခုကျွန်တော်ပြောတဲ့အပိုင်းတွေလေးလာမယ်ပေါ့เนาะဒီလောဆယ်ထိုက်ကိုရောက်လာပြီဆိုရင်တည်ထားတဲ့အပိုင်းတွေတည်ထားတဲ့စာကြောင်းတွေကိုအကုန်လုံးကျွန်တော်တို့လေးလာမယ်ပြီးတလပြီးအောင်လုပ်ပြီးရပြီဆိုမှပဲ level 2 level 3 set သွားလို့ရတယ်เนาะအကယ်ကိုကဒီတလအတွင်းကို challenge ခေါ်ကြည့်ခြင်းနဲ့ရအောင်လုပ်ကြည့်ခြင်းနဲ့ဆိုရင်เนาะကျွန်တော်တို့တင်တန်းကို join လို့ရပါတယ်เนาะဒီ2လပိုင်း3ရက်နေ့တင်တန်းစတော့မှာဖြစ်တဲ့အတွက်ကြောင့်ပါเนาะအသေးစိတ်ကို page messenger မှာမြင်မြန်လို့ရပါတယ်ကျွန်တော်တို့မကြခင်လဲ page မှာအသေးစိတ်ပြန်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်เนาะဒီနေ့အတွက်ဒီလောက်ပါပဲဖုန် James ဆိုဒီนะครับ